အဲ့ဒီဟာပြီးလို့ရှိရင်သူကဖူးဟန်နဲ့အဝေးဝင်းကန်ရမယ်အဲဗာတန်ကိုအိမ်ဝင်းကန်ရမယ်လီဗာပူးကိုအိမ်ဝင်းကန်အိမ်ဝင်းနေတော့များပါတယ်ဆိုတော့အဲ့မှာဖူးဟန်အဝေးကွင်းဘယ်လိုမြင်လဲကိုရှုံးမယ်ထင်တယ်ဖူဟန်ကမာကိုဆေးဗာဟာအခုကျွန်တော်ဘယ်လိုပြောရမလဲအခုပက်ကွာဒီယိုလာနောက်ပိုင်းမှာအောင်မြင်ပြီးနောက်ပိုင်းမှာနီးပြရီတော်များဒီ technical discipline ပေါ့နော်အရင်ဒီသူတို့ရဲ့ discipline ဘောင်ထဲမှာအရင်စော့ခိုင်းတဲ့ national passing ပေးတာတွေ position gain ဆော့တာတွေဘက်ကွာဒီယိုလာ influence အများကြီးရှိရဗျာကျွန်တော်ပြောခဲ့ဘူးလေဟာဟိုးရင်နေတာကိုတို့လည်းပြောခဲ့ဘူးလေခြား live ဒီမှာကျွန်တော်ပြောဘူးလေဘက်ကွာဒီယိုလာဂုတ်တယောက်ဖြစ်တဲ့နီးပြမှာလက်ရှိကျွန်တော်တွေ့ခဲ့သူများနေမှာပေါ့နော်ခေဆက်ဆက်မှာလည်းတော်သူရှိခဲ့ဘူးပါတယ်ဒါနာမည်ကြီးနီးပြကြီးရှိခဲ့ဘူးပါတယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်ကြည့်နေတဲ့ error မှာတော့ဘက်ကွာဒီယိုလာဂုတ်တယောက်ဖြစ်တယ်အဲ့တော့ဘက်ကွာဒီယိုလာ influence တွေinfluence တွေရှိနေတယ်အဲ့ရှိနေတဲ့တဲကမှာကျွန်တော်တို့ Chelsea နီးပြတို့ Arteta တို့တခြားသောနီးပြတွေဟာဒီဘက်ကွာဒီယိုလာ influence တွေပါနေတယ်ဒါပေမဲ့ကျွန်တော်မြင်တာတော့ Eddie Howe တို့ Arne Slot တို့ Marco Silva တို့အခုလက်ရှိဘုံမောင်နီးပြတို့ကဒီ influence လုံးဝမရှိသူတို့ကစားနေတာက modern football တခုလို့ကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်မြင်တာလည်းမဟုတ်ဘူးပေါ့နော်ဘက်ကွာဒီယိုလာဘက်ကွာဒီယိုလာကိုယ်တိုင်ကဒါသူ့ interview မှာထုတ်ဖော်ပြောကြားထားတာရှိတယ်ဒါဘယ် interview လဲကျွန်တော်မိရ TNT လားပါလားမသိဘူးသူ that lot သူ့ရဲ့ result တွေမကောင်းနေချိန်မှာသူထုတ်ပြောလာယူကာဆယ်ရဲ့သူပြောထားတာဘုံမောင်ရဲ့ဒါပြီးတော့ယူကာဆယ်ဘုံမောင်ရဲ့နောက်တစ်သင်းရဲ့ရှိရဗျအဲ့အသင်းတွေကနောင်လာမဲ့ modern football ရဲ့ technical ဖြစ်နိုင်တယ်လို့သူကတော့သုံးသပ်ထားကျွန်တော်တော့အဲ့လိုအသင်းတွေမျိုးနဲ့တွေ့ရင် Chelsea ခွေးဖြစ်ပါဟောကျွန်တော်မနိုင်ဘူးထင်တယ်မနိုင်ဖူးဟန်ကိုမနိုင်တော့ဘူးကျွန်တော်လည်းတွေ့တယ်ဖူးဟန်ကိုအဝေးဝင်းပြီးရှုံးပြီးသွားဒီကောင်လေးဖူးဟန်ကိုစရှုံးတာနော်ကိုမာကိုဆေးဘာဆိုတာအရင် Chelsea နီးပြတယ်ကောင်းကောင်းရိုက်ခဲ့တဲ့နီးပြဗျဒီကောင်လက်ထက်မှာဘာဖြစ်လို့မာကိုဆေးဘာကိုမနိုင်လဲမသိဘူးမနိုင်ကိုအဲ့ဒါပြီးရင်တော့ Everton အိမ်ကွင်း David Moyes ရဲ့ Everton အိမ်ကွင်းကန်အဲ့မှာတော့သုံးမှတ်ရမယ်ထင်တယ်နော်မနိုင်ဘူးလားမနိုင်ဘူး Everton ကအခု David Moyes ရဲ့ပုံစံအောက်ထဲမှာမာကျော်ရဲ့အသင်းအနေနဲ့ပြန်ပြီးတော့တိဆောက်သွားတယ်အဲ့တော့ဒီလိုမာကျော်ရဲ့အသင်းမှာသူတို့မှာ Tarkowski တို့ Darko Ray တို့ physical အားကောင်းတဲ့ရှေ့တန်းမှာ Vito တို့ဒီလိုမျိုး physical အားကောင်းတဲ့လူတွေရှိနေတော့မယ်ခွန်အားသုံးပြီးကစားတယ် maybe သူတို့ဟာကျွန်တော်တို့ဂိုးပေါက်ကိုချင်းချောက်ဖို့အတွက်အားနေကျင်နေလိမ့်မယ် short on target တွေမရှိဘူး HG တွေမရှိဘူးကျွန်တော်တို့ရဲ့ဂိုးသွင်းဖို့အတွက် energy လုံလောက်ချင်မှလုံလောက်မယ်ကွယ်ကျွန်တော်လည်းဂိုးသွင်းဖို့ခက်လိမ့်ကျွန်တော်မြင်တာဒီပွဲကတော့အနေဆုံးသိရပဲဟာချိန်မကောင်းကိုကြီးအဲ့ဒါဆိုရင်ကျွန်တော်တော့မကြိုက်ချိန်မကောင်းတော့ရှေ့ပွဲတွေရဲ့ result တွေလည်းဒီပေါ်မှာ influence ရှိနိုင်တာပေါ့နော်ဒါကျွန်တော်တို့ကတပွဲချင်းစီသုံးသပ်သွားရှေ့ပွဲတွေရဲ့ influence ကလည်းဒါ Chelsea အသင်းကဘာပဲပြောမှဒဏ်ရာရကစားသမားတွေပြန်ပြီးတော့ပိုးပါမတို့ Jackson တို့ပြန်ပြီးပေါင်းဖို့လာမယ်ဆိုရင်တော့တမျိုးထုံပြောင်းလဲသွားတယ်လက်ရှိ squad အနေထားရဒါကျွန်တော်တို့က Arsenal အသင်းနဲ့နောက်ဆုံးကစားခဲ့တဲ့အနေထားရပြောရမယ်ပွဲချင်းစီကိုသုံးသပ်မယ်ဆိုရင်တော့မဖြစ်နိုင်သေးဘူးမဖြစ်နိုင်သေးဘူးအခုလက်ကျန်၄ပွဲကအင်မတန်မှသူတို့ကထက်ခဲတာပေါ့နော်ကျွန်တော်တို့လီဗာပူးကိုအင်ကွင်းကန်ရမယ်ထုံးစံတိုင်းအသင်းကြီးတွေမှာမနိုင်တဲ့နီးပြဆိုလီဗာပူးအင်ကွင်းကလည်းသုံးမရဖို့မသေးကြဘူးအဲ့ဒါပြင်အခုဒါကာလင်ဖလာပူပူနွေးရထားတဲ့နယူကာဆယ်အီဆက်တို့ရဲ့နယူကာဆယ်အဝေးကွင်းသွားကန်ရမယ်ပြီးရင်ရူဘန်အမိုရင်ရဲ့မန်ယူအင်ကွင်းကန်ရမယ်ပြီးရင် Nottingham Forest နဲ့ယာဒီပိတ်မှာ Forest ကွင်းမှာသွားကန်ရမယ်သွားကန်ရမယ်ဟုတ်ဟိုအဲ့၄ပွဲကအကိုကြီးတပွဲတော့နိုင်ဖို့မလွယ်ပါလားလို့မလွယ်ပါဘူးလက်ရှိအနေထားလက်ရှိဒီကျွန်တော်တို့ Arsenal နဲ့နောက်ဆုံးကစားခဲ့တဲ့ခြေစွမ်းရမဖြစ်နိုင်သေးပါဘူးမဖြစ်နိုင်သေးဘူးArne Slot ရဲ့အသင်းကတော့တည်မှန်းဖို့ရတာပေါ့ဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်မှာဖိအားမရှိတော့5ပွဲလောက်ဆိုဒါ Premier League ကအဖြေပေါ်ဒီလောက်ဖြစ်သွားပြီနော်ဖြစ်သွားပြီဖြစ်တဲ့ကြောင့်သူတို့ကတန်ဖိုချသွားမယ်ဒါကစားသမားသူတို့မှလည်း squad ရဲ့အပြောင်းရွှေ့တွေလည်းရှိတယ်ဘာညာဆိုတော့ Arne Slot ဟာဒါအရေးမကြီးတော့အမှတ်မလို့တော့တဲ့ပွဲတွေမှာ AC အပြောင်းလဲတစ်ခုလုပ်ပြီးတော့ထိန်းသွားဆော့သွားမှဆိုဖြစ်နိုင်တယ်နော်ဥမကိုက်ဖင်းနဲ့တမတ်ရကင်ကြီးတော့ရှိပါတယ်မန်ယူအိမ်ဝင်းလည်းမနိုင်နိုင်ဘူးပေါ့နော် Chelsea အိမ်ဝင်းမန်ယူနဲ့ကန်အခုလက်ရှိမှာ form လေးနည်းနည်းလေးပြန်တက်လာတယ်ပေါ့နော်ဒါပေမဲ့သူတို့တင်းုံလည်းကျွန်တော် Chelsea live ဖြစ်တဲ့ကြောင့်အရင်ကြီးလည်းကျွန်တော်မပြောချင်ပါဘူးသူတို့မှသူတို့ခက်ခဲနေသူတို့ဒါပေမဲ့မန်ယူမစိုးဘူးကြီးပြသွားခြင်းတဲ့ပုံစံတွေတော့မန်ယူကစားသမားတွေ knowledge ရလာပြီ idea ရလာပြီဒါပေမဲ့သူသွားခြင်းတဲ့အဆုံးထိတော့မရောက်သေးဘူးလို့ကျွန်တော်ထင်တယ်ဒီထဲကိုအံဝင်ဖို့တော့တရားရခိုင်တော့မဖြစ်နိုင်သေးဘူးဒါကြောင့်မန်ယူကလည်းဗာပြီး Europa League pressure ရှိတယ်ပေါ့နော်အဲ့ချိန်မှာအဲ့ချိန်ရောက်လို့ရှိရင်တော့မန်ယူနောက်တစ်ဆင့်ထပ်တက်တယ်ဆိုလို့ရှိရင်တော့တော်တော်လေး final နဲ့နီးစပ်တဲ့အချိန်တော့ရောက်နေပြီအဲ့တော့
ဒီအပွဲအနေထားက Man U ဘယ်လောက်ထိ focus လုပ်မလဲပြောချင်တာ Man United ကအခုလက်ရှိအနေထားရတင်ချာနီးရတွက်မယ်ဆိုရင်တော့ maybe ဖြစ်ကောင်းဖြစ်နိုင်သေးတယ်မယ်အဆင့်ရတွက်မယ်ဆိုရင်တော့ဒါဥရောပဝင်ခွင့်ရဖို့အတွက် Premier League က try ဖို့ကတော့နည်းနည်းခက်သွားပြီအဲ့တော့ကျွန်တော်အမြင်ကတော့ Europa League က try မယ်ဆိုရင်တော့ဒါ Champions League ဝင်ခွင့်အတွက်ဒါ Man U တွေကပို့ပြီးတော့ဖြစ်နိုင်တယ်ကျွန်တော်အဲ့ကြောင့်ဟို Man U နဲ့ဥစ္စာဟိုဟာကိုတော့ဒါ Man U နဲ့ပွဲကိုတော့ဟိုချက်တော့ကြည့်ရမှာပေါ့နော် Man United ကိုလည်းကျွန်တော်တို့တိတ်မနိုင်တာလည်းကြာပြီဆိုတော့တည်ရဖြစ်ဖို့လည်းများပါတယ်ကိုယ်လိုင်းကြပါလားမသိတည်ရဖြစ်ဖို့လည်းများပါတယ်ဟယ်လိုကိုယ်လိုင်းကြသွားပါတယ်ကိုတို့အဲ့မှာကျွန်တော်တို့နောက်ထပ်တစ်ပွဲကခုနပြောရဲNottingham Forest ပေါ့နောက်ဆုံးပွဲပေါ့နော်Nottingham Forest ရဲ့နောက်ဆုံးပွဲလည်းမလွယ်ပါဘူးညီကိုတို့မလွယ်ပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်အမြင်တော့ Nottingham Forest ကအဲ့ချိန်မှာ Champions League ဝင်ဖို့အတွက်တော်တော်လေးကိုခိုင်မာတဲ့အနေအထားမျိုးရှိနေပြီဆိုပိုခတ်မှာပေါ့နော်မရှိလာဘူးဆိုလည်းသူယုံမှာပဲဘာလို့ဆိုတော့ကျွန်တော်တို့အခု Champions League နဲ့Europa League ကို Conference League ကိုမှာအင်္ဂလန်အသင်းပေါ့နော်တပွဲနိုင်လိုက်တာနဲ့ Champions League ဝင်ခွင့်9နေရာဖြစ်သွားမယ်အဲ့တော့သူတို့တို့မျှော်လင့်ချက်တွေအများကြီးရှိပါတယ် Nottingham Forest မျှော်လင့်ချက်တွေအများကြီးရှိတယ် Champions League နဲ့ပတ်သက်လို့ရှိရင်ဘာပြောတမိုင်းကောင်းတွေရှိတယ် Nottingham Forest က Champions League နောက်တစ်ခါဝင်ဖို့အတွက်သူတို့financial ရအောင်ဘာရအောင်အကုန်လုံးကောင်းနိုင်ပါတယ်တော့ကျွန်တော်ထင်တာတော့အဆင်ပြေပါလိမ့်မယ်ဟိုသူတို့ကောင်းအောင်ဆော့မှာဖြစ်တယ်ကျွန်တော် Chelsea တင်ခတ်ခဲ့ပါလိမ့်ဟိုနောက်ထပ်ဟိုပြောချင်တာတော့ဗျာဟိုဘယ်လိုခေါ်မလဲဟာဒီလက်ရှိ Chelsea တင်ရဲ့နီးပြ Enzo Maresca နဲ့ Chelsea တင်နောက်နှစ်ဆက်ပြီးတော့ဆက်သွားမယ့်အခြေအနေကိုတော့ကျွန်တော်တို့ပို့ပြီးတော့စောင့်ကြည့်ခြင်းတယ်ဒီနှစ်ကတော့ကျွန်တော်ခုနပြောသလိုပဲဥရောပဝင်ခွင့်တနေရာတော့လွတ်သွားမှာတော့မဟုတ်ဘူးဝင်ခွင့်အပေါက်တွေကတော့ရှိနေတော့မယ် Champions League မဝင်ခဲ့ရင်တော့ Conference League မှာ Final ထိသွားပြီးတော့ဘာဖြစ်လို့ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းကတစ်ဖက်ချမ်းမှာကကျွန်တော်တို့နည်းနည်းလေးကိုယ်ရှင်ပြိုင်တိုက်ခိုက်နိုင်တယ်ဆိုတော့ဒါ Real Betis တို့ Fiorentina တို့ထိတ်တွေ့မဲ့နေတာမှရှိတယ်ဒီဘက်ချမ်းမှာကျွန်တော်နာမည်မမြင်ကြားဘူးချို့အသင်းတွေကျွန်တော်နာမည်မသိဘူးအဲ့လောက်ထိအခြေအနေမျိုးမှာရှိတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကနေကျွန်တော် AAC နဲ့ Final တက်လာမယ်လို့ကျွန်တော်ယူဆတယ်ဒီအတွက်ကြောင့်ဟို Conference League ကနေပြီးတော့ Europa League ဝင်ခွင့်ကတော့ maybe percentage ပုံများတယ်အဲ့လိုပဲ Chelsea အသင်းကဘယ်လောက်ပဲအောက်ရောက်တယ်ပြောပါဘာဖြစ်လို့သူအဲ့ range ထဲမှာရှိနေတဲ့အသင်းတွေကလည်းခြေစွမ်းနေရမတည်ငြိမ်တာရှိတယ် head to head တွေမှာကျွန်တော်ခုနပြောနေတဲ့ဒါ Fulham တို့ Newcastle တို့ကကျွန်တော်တို့နဲ့ head to head တွေတာရင်တာမယ်သူများအသင်းနဲ့ head to head တွေမှာမတာတတ်ဘူးတို့သူများကိုတည်ကြတာသူများကိုရှုံးသွားတော့ရှိကောင်းရှိနိုင်တယ်ဒါအတွက်ကြောင့်တော့ကျွန်တော်တို့ကChelsea အသင်းက rank က1 to 6လောက်ကတော့ကျွန်တော်မစိုးဝင်နိုင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့လောက်ကတော့အမှတ်ယူသွားနိုင်တယ်အမှတ်အများကြီးမရရင်တော့မှကျန်တဲ့တင်းတွေခြေချော်မှုကြောင့်ကျွန်တော်တို့1 to 6တော့ဝင်နေအောင်မယ်လို့ကျွန်တော်ယူဆတယ်1 to 6ဝင်ပြီးမှလည်း Champions League တော့မရဘူးပေါ့နော် Europa League ဖြစ်သွားမယ်ပေါ့အဲ့လောက်ထိတော့ကျွန်တော်မျှော်မှန်းပါဒါကျွန်တော်တော့ပိုင်ရှင်တွေကိုတော့ဟိုဒဏ်ရာရစီခြင်းတယ်ဒဏ်ရာရမှာတို့ financial တွေအားနေလာမှာတို့ကကျွန်တော်သိရဗျာ Top Volley ကAmerican football ပေါ့နော် American football American baseball မှာသူ business လုပ်နေတာလုံးဝ failure မဖြစ်ဘူး Ali Lega တို့ Ali Doctor တို့ဒီတဲမှာလုံးဝတော့ fail မဖြစ်ဘူးမဖြစ်တော့သူဒီ Chelsea အသင်းဟာဒီလိုမျိုးဝင်ခွင့်တွေမရလာရင်သူဒီအသင်းက fail ဖြစ်တော့မှာဒီအတွက်ကြောင့်ဒီအနေထားကိုတော့ Top Volley တို့နဲ့ဒီပိုင်ဒူတာပူတဲ့ပိုင်ရှင်တွေဖြစ်တဲ့ clear လေးပဲဖြစ်ဖြစ်ဘာ Akbar လေးပဲဖြစ်ဖြစ်သူတို့ကဒီ situation ကိုအဖြစ်ခံမယ်လို့တော့ကျွန်တော်မထင်ဘူးဒါမှမဟုတ်သူတို့သင်ခန်းစာရကြည့်ရတယ်သူတို့ကနေပြီးတော့ယုံကြည်ပါတယ်လို့ပြောနေတဲ့နီးပြဟာဘယ်သူတွေရဲ့ထောက်ခံမှုကိုအပြည့်အဝရနေလဲဆိုတော့ driver 2ဦးနဲ့ဒါကျွန်တော်တို့ဒီကိုခုနအခုအများနဲ့ပြောနေပေါ်ဝင်စတန်လေးတို့ဟလာLawrence Stewart တို့ဒီတော့ဒါ Joshi တို့ဒီလူတွေအားလုံးရဲ့ supporting ကိုနီးပြ Maresca ဟာရနေတယ်လို့ကျွန်တော်ယူဆတယ်ပိုင်ရှင်တွေကပေးနေတယ်လို့ယူဆတာမထင်ဘူးဘာလို့လဲဆိုတော့ပိုင်ရှင်တွေဟာရှေ့မှာ Graham Potter ဖြစ်ဖြစ် Pochettino တို့ပဲဖြစ်ဖြစ်သူတို့တိတ်စိတ်ကြိုက်မဖြစ်ဘူးဆိုလို့ရှိရင်ထုတ်ပယ်ဖို့တိတ်ပြီးဝင်လေးတဲ့အနေအထားမျိုးမှာတော့ကျွန်တော်တို့ရှိနေတာမတွေ့ရအောင် decision တွေအရင်မဝေဝါဘူးဗျာကျွန်တော် Pochettino မကြိုက်ဘူး Pochettino ထုတ်လိုက်တယ်ကျွန်တော် welcome လုပ်တယ်အဲ့လို Pochettino နဲ့ထပ်ပြီးတော့ထပ်ခတ်မယ်ဆိုလဲ Chelsea အသင်းဟာအမြဲတမ်း top 4ဝင်နေပါမယ်လို့တရားခိုင်တော့အာမခံချက်မရှိဘူးလက်ရှိခေတ်ကာလ Pochettino ရဲ့ကစားဟန်ရဒါပြီးခဲ့တဲ့နှစ်မှာလည်းသူလည်းအမှားကြီးအများကြီးလုပ်ပါပဲကိုဝဲကိုလက်ပတ်ပူတာဦးကြောင်ကြားရှောက်လုပ်တာလုပ်တာဘာတူကီချီချနဲ့အတင်းဆော့ခိုင်းတာလုပ်တာပဲဒါတော့ဒီလိုဖြစ်သွားမယ်လို့တော့ကျွန်တော်မထင်ဘူးအဲ့ဒါကြောင့်
ပေါ်ချက်တီနိုကိုလည်းသူတို့စိတ်ကြိုက်မဖြစ်ဘူးတန်ထုတ်တာပါပဲအဲ့တော့သူတို့ကတော့ရွက်ပုံးနီးပြတယောက်ချက်စီတင်းကိုဂိုင်းတွယ်ပြီးတော့သူတို့ပြောတာလည်းလက်ခံသူတို့နဲ့သွားခြင်းတဲ့ idea ချင်းလည်းတူပြီးတော့ရေးချင်းရှိတဲ့နီးပြတယောက်ကိုလိုနေတယ်အဲ့ဒါတော့ Maris ကမဟုတ်သေးဘူးလို့လက်ရှိချိန်တွေကကျွန်တော်တို့သုံးသပ်တယ် Maris ကမဖြစ်နိုင်သေးဘူးဖြစ်နိုင်သေးဟုတ်ကဲ့ပါကိုတော်တော်လေးလဲကြာသွားပြီကျွန်တော်တို့နောက်ဆုံးဇက်သိမ့်မဲ့မေးခွန်းလေးပေါ့နော်ကိုအဲ့ဒီမေးခွန်းလေးကနည်းနည်းလေးတော့အရေးကြီးပါတယ်အဓိကအခုရဲ့အမြင်ကိုကျွန်တော်တို့သိချင်တာပေါ့နော်လက်ရှိချိန်ကမနှစ်ကယာဒီကုံနဲ့မတူဘဲနဲ့ကျွန်တော်တို့နီးပြလွတ်နေတဲ့ free agent နီးပြတော်တော်ရှားတယ်ပေါ့နော်မရှိပါဘူးဟုတ်တယ်ကိုပြီးတော့ကြံနေတဲ့နီးပြဒီကျွန်တော်တို့ Juventus ကထုတ်ခံထားတဲ့ Allegri Zinedine Zidane တို့ကလည်းသူတို့ရဲ့ဟိုဟာနဲ့ Chelsea တင်းပိုင်ရှင်သွားခြင်းနဲ့မူဝါဒနဲ့လည်းမကိုက်ပြန်ဘူးကိုက်ပါဆိုတော့အကူကြီးအဲ့တော့အကယ်၍မြန်မာ Maresca ကိုသူတို့ကထုတ်ခဲ့မယ်ဆိုလို့ရှိရင်ကြံနေတဲ့တွေကဇာဘီအလွန်ဆိုတယောက်ပဲရှိတော့တယ်နောက်တစ်ခါကျွန်တော်တို့စပိန်နီးပြဘာစီလိုနာမနစ်ကကင်ထားတဲ့ဇာဘီဟာနန်ဒက်စ်ရှိရပေါ့နော်နောက်ထပ်ကောအခုဘသူ့ကိုမြင်သေးလဲခင်ဗျတယောက်လောက်နာမည်လေး mention ပေးပါအောင်ကိုကျွန်တော်အရင်တော့အခုဘောလုံးလောကထဲမှာကျွန်တော်စိတ်ကြိုက်နေတဲ့မှာတယောက်မှမမြင်ပါဘူးမြင်စရာလဲကျွန်တော်မှမရှိသေးပါဘူးအကုန်လုံးက in hand job တည်ကြီးပဲပါကျွန်တော်အလုပ်မရှိခဲ့လို့ဖြစ်နိုင်ကြီးရှိမယ်ဆိုရင်တော့ကျွန်တော်ဂေါကတ်အပြီးမှာတော့ Nagelsmann ကိုကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့လိုချင်တယ်လို့ပဲအရင်အသက်မကြီးဘူးလက်ရှိခေတ်ဘောလုံးလောကနဲ့လည်းရင်းနှီးတယ်ကလပ်လောကမှာလည်းတော်တော်အောင်မြင်မှုတစ်ခုရတယ်အောင်မြင်မှုတွေရှိခဲ့ဘူးတယ်ကျွန်တော်တို့ Nagelsmann ဟာ2026ကမ္ဘာ့ဖလားအပြီးမှာဆိုရင်အသက်40စွန်းစွန်းလောက်ပဲရှိအောင်မယ်အဲ့တော့သူတို့လိုချင်တဲ့ချက်လက်တွေနဲ့ကိုက်ညီတဲ့ခါကျတော့သူတို့ Nagelsmann တကယ်ထားခဲ့ပါတယ်ကျွန်တော်သိတယ်သူဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Christopher Weibel ပေါ့နော် Christopher Weibel ကိုသူတို့ထုတ်စပြီးတော့ခန့်နေချိန်မှာ Weibel ဟာသူ့ရဲ့ first recommend ဟာ Nagelsmann မှာသူတကယ်လေး target ထားခဲ့ပါတယ် Nagelsmann ဟာဒါလင်းဒါ Germany နီးပြ coach လုပ်ဖို့ရွေးချက်တကယ်ရှိခဲ့တဲ့အတွက်ကြောင့် Chelsea အသင်းကိုသူမလာခဲ့တာအဲ့တော့အဲ့နောက်ပိုင်းတော့ Nagelsmann ကိုပြန်ပြီးတော့စောင့်ကြည့်ခြင်းနဲ့ Xavi Hernandez ကတော့ကျွန်တော်အမြင်ကတော့နီးပြဝါအရာနည်းလေးနည်းနေသေးတယ်ဒါသူနီးပြခဲ့တဲ့ဘာစီလိုနာဆိုတာသူ့လက်သူ့ချင်တဲ့သူ့ရဲ့စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတဲ့အသင်းဖြစ်တယ်ပြီးတော့အဲ့ချိန်မှာဘာစီလိုနာဟာတော်တော်ကြီးကိုဒုက္ခရောက်နေတဲ့အချိန်ဖြစ်တဲ့ကြောင့် Xavi Hernandez လုတ်သမျှကိုခေါင်းညှိပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့အချိန်ဖြစ်တဲ့ကြောင့် Xavi Hernandez ကိုတော့ကျွန်တော်နည်းနည်းလေးစိုးရိမ်နေပါသေးတယ်နောက်ထပ်လွတ်လာနိုင်တဲ့ဒီယာဒီအကုန်ရင်လွတ်လာနိုင်တဲ့နီးပြတယောက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ Xavi Alonso ပေါ့ Leverkusen ရဲ့ Xavi Alonso ဒါပေမဲ့ဖြစ်နိုင်ကြတော့နည်းပါတယ် Xavi Alonso သွားတဲ့ playing style ဟာအခုလက်ရှိကျွန်တော်အမြင်တော့ပေါ့နော်အခုလက်ရှိ Chelsea အသင်းရဲ့ squad နဲ့လိုက်ဖက်တယ်အခုဆိုတော့ back 3ကစားတယ် wing back တွေသုံးတယ်တိုက်စစ်ကိုကျွန်တော်တို့ကဘယ်လိုခေါ်မလဲ striker စစ်ကိုသူကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ frame bound တို့ Greenman တို့ကCucurella တို့ Regain တို့လောက်Cucurella Regain တို့ကဒီနှစ်ယောက်ထက်မညံ့ဘူးဗျာပြောချင်ညံ့ Okay ပြီးတော့ကျွန်တော်နောက်တန်းမှာလဲရက်ရှိ Lawrence Stewart တို့ဂျိုးရှိတို့ကဖြည့်တင်းထားတဲ့ဆရာကြီးတွေဖွဲ့ရလဲဘာပဲပြောနောက်တန်းမှာအင်အားပြည့်ပြည့်နဲ့၃ယောက်ထိုင်ဆော့ပေးနိုင်တယ်ဟာ right မှာဟိုကကျွန်တော် Fofana ဆော့မယ် left မှာ Barria ရှိဆော့မယ် mid မှာ Cowell ဆော့မယ်မရဘူးလားရတာပေါ့အလဲမှာ Enzo Fernandez နဲ့ Kaisi တို့ဟာတကယ်ကြီး center မှာ double pivot ထိုင်လို့ရတယ်တောင်ပန်နံပါတ်မှာ Neto ဖြစ်ဖြစ် Sancho ဖြစ်ဖြစ်ကြိုက်တဲ့ဘသူ့ကိုသုံးလို့ရရှေ့မှာ Jason တယောက်လည်းသုံးလာဒါမှမဟုတ်ကိုပါမှာ shadow striker အနေနဲ့ဆော့ကြိုက်လို့ဆော့လို့ရအဲ့တော့လက်ရှိ squad ရဲ့အနေထားရ Xabi Alonso ကိုတော့ကျွန်တော်သဘောကျတယ်ဒါပေမဲ့ပိုင်ရှင်တွေကတော့ကြိုက်မှာမဟုတ်ပါဘူးဟုတ်ကဲ့ပါကိုတော်တော်လေးကောင်းပါတယ်เนาะကျွန်တော်တို့ဒီ3ယောက်ကလောလောဆယ်မှာအကေးများ Maresca ကိုဒါတို့ Champions League ဝင်ခွင့်မရဘဲနဲ့ထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒါနည်းနည်းစိုးရင်တော့ဖြစ်နိုင်တယ်ကိုဖြစ်နိုင်တယ်ကို Champions League ဝင်မရရင်ကျွန်တော်ဒီနေ့လက်ရမယ်ရာဒီမှာကျွန်တော်တို့အကိုပုံဝင်လင်းတစ်ခုပြောမှာဗျာပြီးခဲ့ရာဒီရဲ့ Pochettino ပေါ်မှာလေဒီစကားပဲသူတို့ပြောတာဘာဖြစ်လို့လဲဆိုတော့တရားဒီလုံးခွေးဖြစ်လာပြီးရာဒီဝက်လောက်မှလည်းနဲ့ချီနေကောင်းပြီးပွဲသိမ်းကန်ဒီလက်မှာ okay ဆိုတဲ့အနေအထားမျိုးရောက်သွားတာဒါဟုတ်ဒီတရားဒီလုံးကို Pochettino ကိုသူတို့ backing လုပ်ပါတယ်ဆိုတဲ့စကားကြားပြီးနောက်ဆုံးရာဒီလဲကုန်အောင်ထုတ်သွားကစ်ပလိုက်လို့အကစ်ပလိုက်ရောတော့ဟိုဒီပိုင်ရှင်တွေရဲ့ဒါဘုတ်အတွင်းမှာသူတို့ဆုံးဖြတ်ချက်တွေဟာကျွန်တော်တို့မီဒီယာတွေနဲ့ကျွန်တော်တို့ပြည်သက်တွေအပေါ်မှာတိတ်မထွက်မလာဘူးဆိုတဲ့ထွက်မလာဘူးဆိုတဲ့စကားမျိုးကျွန်တော်တို့လက်ခံလို့ရတယ်Pochettino လည်းကျွန်တော်ဆက်ထားမယ်ပဲထင်ခဲ့တာPochettinoရဲ့တိဆောက်ထားတဲ့အသင်းကလည်းတဖြည်းဖြည်းနဲ့ရာသီကုန်ကလေး3-4ပွဲလောက်မှာတော်တော်ကြီးအံဝင်လာတာကျင်းနဲ့ဆရာအနေထားမျိုးဖြစ်လာတာဘာဖြစ်ပြောနောက်နီးပြပြောင်းမယ်ဆိုရင်တော့ချက်ချင်းနောက်နေမပြောင်းတော့ဘူး
ငါတို့တော့စောင့်အောင်ပါပဲဆိုတဲ့အနေထားမျိုး feeling ဖြစ်နေတဲ့အချိန်ကျမှထုတ် ထုတ်ပြ တော့ဒီနီးပြကိုလည်းငါတို့ backing ပေးနေပါပြောပြီးအခုခုနပြောရင်နောက်ဆုံးလက်ကျန်6ပွဲမှာ9ပွဲလောက်ရှုံးကြည့်လိုက်ထုတ်ရင်လည်းထုတ်ပါသူတို့ကတော့ကျွန်တော်ခုနပြောသလို United တို့ဒါကျွန်တော်တို့ Spa တို့လို့တော့နီးပြအပေါ်မှာအရင်ကြီး decision ကိုသိရမလားဟို hesitate မလုပ်ဘူးဗျာတိတ်မရင်ရိုင်ဘူးသူတို့လှုပ်ချင်လှုပ်တင်လှုပ်ထိုင်ချက်စီဖို့ဖွဲ့ရတော့အခုချိန်ကြီးသူတို့လှုပ်နေတော့မယ်အခုသူတို့ထုတ်လိုက်တာတွေကိုလည်းကျွန်တော်တို့တူချဲကလွဲလို့ညင်းပယ်စရာမရှိဘူး Graham Potter လား Paul Chelsea လို့လားကျွန်တော်ညင်းပယ်စရာမရှိခဲ့ပါဘူးအခုလည်းရှိထုတ်အောင်မယ်ဆိုလည်းကျွန်တော်ညင်းပယ်စရာမရှိကျွန်တော်အကြောက်ဆုံးတစ်ခုရှိတယ်ဗျကျွန်တော်အလုပ်မှာဆိုလည်းကျွန်တော်အမြဲတမ်းပြောပြတယ်ကျွန်တော်ဝန်ထမ်းတွေရှိတယ်ပေါ့နော်ကျွန်တော်ဝန်ထမ်းတွေအလုပ်ထွက်သွားကြတယ်ကျွန်တော်ဝန်ထမ်းတွေကိုကျွန်တော်အမြဲပြောတယ်ကျွန်တော်အလုပ်ထွက်သွားတာမကြောက်ဘူးလို့နောက်လူဝင်လာမှာကြောက်တယ်လို့ဘာလို့လဲဆိုတော့အခုကျွန်တော်တို့ load လက်ရှိလူတွေရှားတာပေါ့နော်အလုပ်ပိုင်းဆိုင်ရာမှာလူငယ်တွေရှားတယ်အဲ့လိုပဲကျွန်တော်လည်းအခုဒီပြထွက်သွားတာကိုမကြောက်ဘူးနောက်ဝင်လာမယ်သူကိုကြောက်တယ်ဘယ်လိုကြောက်လဲဆိုတော့ Thomas Frank တို့ Kieran McKenna တို့ဖြစ်သွားတယ်နော်ကျွန်တော်အဲ့အလေးနဲ့ပဲ conclusion လုပ်ချင်ပါတယ်ဟုတ်ကဲ့ပါအခုကျေးဇူးအများကြီးတင်ပါတယ်အချိန်ကြီးလည်းတစ်နိုင်နီးပါညီကိုလည်းဒီလောက်ဆိုခြင်းနဲ့ပါတယ်ဒီနေ့ပြိတ္တကခိုင်းထက်များပါတယ်ကျွန်တော်တို့900ကျော်ထိရောက်သွားတယ်ကျေးဇူးအများကြီးတင်ပါတယ်ညီကိုကျွန်တော်တို့နှစ်ယောက်စလုံးကတော့ကျွန်တော်လည်းဒီ international break မတိုင်ခင်မှာအနားယူတော့မှာဖြစ်တယ်ကိုရမှုလည်းနားတော့မှာပေါ့နော်ကျွန်တော်တို့ဘာပဲပြောနောက်ဆုံး Chelsea ရဲ့နော်ဟုတ်ကဲ့ဘယ်လိုမျိုးဟာလားရလက်တွေပေါ်မှာကြည့်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ထပ်ပြီးတော့ live တွေတွေ့မှာပါခင်ဗျာအားလုံးပဲနှုတ်ဆက်လိုက်ပါတယ်ညီကိုတို့အားလုံးပဲ see you ပါကိုရမှုလည်း see you ပါခင်ဗျာကိုနှုတ်ဆက်ပါတယ်နော်ဟုတ်ကဲ့ပါဟုတ်